ဆိုလင်းဦးရဲ့တိုင်ဘက်ဝူရာဘွန်ကဘလူးဖိုက်တာမျိုးလဲဒါမဲ့ဘက်တောက်ကြနေမှာရှင်ပြိုင်ထိုးတက်ကြမယ်ကိုဆိုလင်းဦးရဲ့တိုင်ဘက်ဝူရာဘွန်ကတော့155ပွဲစဉ်တွေမှာ2023ခုနှစ်တည်းကစတင်ထိုးတက်နေတဲ့ထိုင်းလူငယ်ဖိုက်တာတဦးဖြစ်ပါတယ်အသက်23နှစ်ဖြစ်ပြီးတော့အရက်က9ပြီ10လက်မှရှိပါတယ်အသက်တာငယ်ပေမဲ့ကိုဆိုလင်းဦးတဲ့အရက်3လက်မှခန့်မြင်ပြီးကိုလုံးကိုရဲ့အနှင်းငယ်ကြီးကြကိုလည်းတွေ့ရပါတယ်သူ့ရဲ့လေ့ကျင့်ရခြင်းကတော့လူငယ်ဖိုက်တာတွေကိုမွေးထုတ်ပေးနေတဲ့ကြောက်စုရိုင်းတို့ရဲ့ Saudi Japan ခြင်းပဲဖြစ်ပါတယ်ဝမ်ချန်ပီယံရှစ်မှာ17ပွဲထိုး6ပွဲနိုင်5ပွဲရှုံးဆိုတဲ့ရလဒ်ကိုပိုင်ဆိုင်ထားတဲ့ဖိုက်တာတဦးလည်းဖြစ်ပါတယ်2025ခုနှစ်မှာ6ပွဲတိတိထိုးသက်ထားပြီး4ပွဲဆက်တိုက်ကိုအနိုင်ရရှိထားတာကိုလည်းတွေ့ရပါတယ်အနိုင်ရရှိထားတဲ့ပွဲတွေမှာ2ပွဲကအလဲထိုးနဲ့အနိုင်ရရှိထားလို့အလဲထိုးပါဝါလည်းမညံဘူးလို့ဆိုလို့ရသူတဦးပါတစ်ဖက်ကပြန်ကြည့်ရရင်လည်းထိုးထားတဲ့17ပွဲမှာအလဲထိုးခံရခြင်းတစ်ခါမှမရှိလို့မာဂုံကတော့ကိုစိုးလင်းဦးတက်မမြင့်တော့မှအနေထားတစ်ခုကိုရှိရလို့ထင်မိပါတယ်နောက်ဆုံးထိုးသက်သွားခဲ့တဲ့ဘရာဇီးသားဂျူလီယိုရဲ့ပွဲမှာဆိုရင်လည်းကွဲပြဲပြီးဒဏ်ရာလူးလဲရခဲ့တာတောင်သူ့အနေနဲ့အလဲထိုးမခံခဲ့ရပါဘူးဒီပွဲမှာပဲသူ့ရဲ့အပူအကပ်ပိုင်းတွေကောင်းတာကိုလည်းတွေ့ရပါတယ်အပူအကပ်ဝင်ပြီး1000ရက်ချက်တွေကကိုစိုးကြီးအတွက်အခက်အခဲတွေဖြစ်လာနိုင်တာကိုဒီဗီဒီယိုမှာတွေ့မြင်နိုင်ပါတယ်နိုင်ရရှိထားတဲ့ပွဲတွေမှာဆိုရင်လည်းအသက်19နှစ်သာရှိသေးတဲ့ထိုင်းလူငယ်ဖိုက်တာလေးခွန်ကူရာကိုလည်းဘောက်ဆင်စကေးကောင်းကောင်းနဲ့ဒီလိုမျိုးပထမချိန်မှာလည်းအလဲထိုးပြထားပါတယ်သူကြကြအနေနဲ့တူရကီသားဖိုက်တာဆိုနာဆန်နဲ့လည်း၃ချိန်တွေ့ဆုံထားပြီးအမှတ်နဲ့2ခါအနိုင်ယူပြထားလို့အမှတ်ယူထိုးတဲ့နေရာမှာလည်းမညံဘူးလို့ဆိုလို့ရပါတယ်။သူ့အနေနဲ့အားနည်းချက်ဆိုလို့ဝိုင်းသမားပြီးခြေကန်ချက်အရင်မထွက်တာပဲရှိပါတယ်။ဒီချက်ကကိုစိုးကြီးအတွက်လည်းကောင်းပါတယ်။အပူကဝင်ကြရမှာဝူရာပွန်ရဲ့တထောင်နဲ့ကိုစိုးကြီးရဲ့ရိုးရပင့်လက်သီးတွေအားပြန်ရမယ်ပွဲတစ်ပွဲလို့ထင်မြင်မိပါတယ်ကိုဆိုလင်းဦးအနေနဲ့နဘီလိုဖိုက်တာမျိုးရဲ့အပူအကက်ဒူးတိုက်ချက်တွေကိုအောင်ခံနိုင်လို့ဝူရာဘွန်အနေနဲ့ဒီရဲ့ပြင်းအောင်လှုပ်ဆောင်နိုင်မလားဆိုတာတော့စောင့်ကြည့်ကြရပါမယ်။ဝူရာဘွန်ကတော့စာချုပ်ကြီးတာမရရှိသေးပေမဲ့သူ့ပွဲတော်တော်များများကခေါင်းပွဲအနေနဲ့သာထိုးတက်ရလို့ထိုင်းပြည်တဲ့အခိုင်အမာရရှိတယ်လို့ဆိုလို့ရပါတယ်။ဒီပွဲကကိုဆိုလင်းဦးနဲ့ဆက်ဆန်းရဲ့ပွဲကိုပြန်မြင်အောင်မိပါတယ်။ဝူရာဘွန်ကတော့ဆက်ဆန်းလို့အဖိုးကြီးမဟုတ်တော့လင်းလင်းမြင်မြန်တိုက်စစ်ဆင်လာနိုင်ပါတယ်။ဒါပေမဲ့ကိုစိုးကြီးရဲ့အတွေ့အကြုံဝါသဘာအရဘလို့ပြိုင်ဆိုင်မှုတွေဖြစ်လာမလဲဆိုတာတော့23ရက်နေ့မှာအတူတူစောင့်ကြည့်ကြတာပေါ့အားလုံးကိုကျေးဇူးတင်ပါတယ်